အားလုံးမင်္ဂလာပါဟောဒီချစ်ဘက်တန်လေးကဘက်ထရီအားမခိုင်တော့လို့ပေါ့နော်အဲ့တော့ဘက်ထရီကိုအစားထိုးလဲလဲရအောင်ရေးထားတော့1200 MAh ရှိတယ်လို့တော့ပြောတာပဲပေါ့နော်ဖြုတ်ချင်းလိုက်တော့လေဒီကောင်ကသူပြောသလို1200တော့မရှိနိုင်ဘူးထင်တယ်ဒီကောင်800လောက်ပဲရှိမှထင်တယ်နော်ကျွန်တော်ဒီကောင်လေးနဲ့ထွင်ထည့်မှာဖြစ်ပါတယ်3200ပါဒီကောင်လေးကအလွတ်ကြီးတော့မှပတ်250လောက်ရှိပါတယ်နော်ဟုတ်ကဲ့ပါအခုဆိုရင်ကျွန်တော်သူ့ဥစ္စာလေးနဲ့မနော်တိတိကျဖြုတ်ပြီးတော့ပြန်စော်ကြည့်တော့ရနေတာနဲ့ကျွန်တော်သူ့ဥစ္စာနဲ့ပဲပြန်ပြီးတော့စော်လိုက်ပါတယ်သူ့မူရင်းတိုင်းပဲစော်ထားပါတယ်ကျွန်တော်စော်တာလေးဒီကောင်လေးနဲ့ပါဒီဆက်လေးနဲ့ပါဒီဆက်လေးကလည်းတယုံတန်ယုံအတွက်ဆိုရင်အဆင်ပြေပါတယ်ဗျအရမ်းများရင်တော့မပြေဘူးဗျဒီကောင်လေးရမ်းပူလာမှာနော်ဒီကောင်လေးပူပြီးတော့ short ဖြစ်သွားတတ်တယ်ဗျဒါအောင်ကျွန်တော်ဒီကောင်လဲထားသေးတယ်ဗျ3-4ခုလောက်လဲထားတာဒီကောင်လေးဒီကလိုလေးကတမျိုးဗျအခုလိုဖုံးပြီးမှတက်လို့မရဒီမှာဗျထစ်လေးရှိတယ်အရင်ဆုံးတက်မှရအောင်ဒီနော်မီလီယံတော့ပါပြီနော်သူ့ဘက်ထရီလည်း4ထီတော့ပြပါတယ်နော်အခုဆုံးဒီမှာဘက်ထရီအားလုံးရှိပါတယ်နော်ဒါမူရင်းဘက်ထရီဝယ်တော့ပါတယ်သူ့ရဲ့အားပဲပေါ့နော်ဟုတ်ကဲ့ပါအခုလိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်